Hello အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ 3D Mathematics ကနေပြန်လည်ကြိုဆိုပါရစေကျွန်တော်ဒီဗီဒီယိုမှာအပီးခွေ6လုံးတောင်းဆိုတဲ့ကျွန်တော်တို့မိတ်ဆွေအတွက်ကိုကျွန်တော်ပြန်လည်မျှဝေပေးမှာဖြစ်ပါတယ်ဗောနော်အပီးခွေ6လုံးမှာဆိုရင်ကျွန်တော်တို့နော် complexity chip ဗောနော်ဒီမှာ339ကနေစတယ်339ထွက်တဲ့ပြင်မှာသူက93936ဆိုပြီးတော့ရနေတယ်ဗောနော်အဲဒီအပီးခွေ6လုံးထဲမှာဆိုရင်ဒီမှာ339ဆိုပြီးတော့ဒီမှာပြီးတယ်35နဲ့ဆိုရင်လည်းဒီမှာ2 3 4 5 6 9လို့ရတယ်ဒီမှာ35နဲ့ပေါ့နော်39နဲ့မှာဆိုရင်လည်းဒီ39နဲ့ထွက်တယ်246မှာဆိုရင်လည်းဒီမှာ246ပေါ့နော်3နဲ့4မှာဆိုရင်လည်းဒီမှာ3နဲ့4ပေါ့နော်ဒီမှာ85နဲ့ဆိုရင်လည်းဒီမှာ85နဲ့အပီးခွေပြီးသွားတယ်665ဒီမှာ665အပီးခွေနော်356ဆိုတဲ့ပြင်မှာလည်းဒီမှာ356အပီးခွေပေါ့နော်646မှာဒီမှာ646အပီးခွေအပူးနဲ့ပေါ့နော်998မှာဒီမှာ998အပီးခွေလာတော့ပါတယ်696မှာဒီမှာ696အပီးခွေအပူးနဲ့လာတယ်898မှာလည်းဒီမှာ898အပူးနဲ့လာတယ်145မှာလည်းဒီမှာ145အပီးခွေလာတော့ပါတယ်25နဲ့မှာလည်းဒီမှာ25နဲ့အပီးခွေအပူးနဲ့လာတော့တယ်ပေါ့နော်ဒီ15ချိန်မြောက်မှာ895ဒီမှာ895အပီးခွေ16ပြင်မြောက်မှာခွန်336ဒီမှာခွန်336အပီးခွေเนาะ18ပြမှာ6ခွန်နဲ့ဆိုတဲ့2026နှစ်ဥပေါ့เนาะ6ခွန်နဲ့ဆိုပြီးပြီးခွေလာတယ်ဒီမှာ6နှစ်6ထွက်တဲ့ပြင်မှာဆိုရင်လည်းဒီမှာ6နှစ်6ပေါ့เนาะဒီ963ထွက်တဲ့ပြင်မှာဒီမှာ963ပေါ့เนาะအပင်20မှာ866ဒီမှာ866ဒီမှာတစ်ချိန်ပြတ်သွားတယ်ပေါ့เนาะ666တို့ချိန်ဖြစ်တယ်ဒီကနေကျွန်တော်လွတ်စာကြည့်အောင်เนาะဒီကနေကျွန်တော်စာလေးလာကြည့်အောင်ဒီ666ကနေဒီမှာ339လို့ထွက်ထားတဲ့ပြင်မှာအပူးနဲ့ပြန်လာတယ်ပေါ့เนาะ339ပေါ့เนาะဒီမှာကျွန်တော်ဒီတွေ့နည်းကိုဒီ666ကနေ339ကနေစာလေးလာကြည့်အောင်เนาะယူတဲ့နည်းကတခါတည်းပြမယ်เนาะကျွန်တော်ယူတဲ့နည်းကဒီမှာ8နဲ့3ည666 3ည6 4ခွန်9 354 368 ခွန်လို့ထွက်တဲ့အပြင်မှာကျွန်တော်တို့ဒီမှာเนาะဒီမှာ8ဒီမှာ3ချိန်ယူတယ်8 3 4ဒီ24ဆိုတော့4ပေါ့เนาะဒီမှာ6နှစ်ချိန်ဒီ6နှစ်4ဒီ7နှစ်ဆိုတော့2တလုံးရပါမယ်ဒီမှာ4ရဲ့3ချိန်4 3 4ဒီ7နှစ်ဆိုတော့2လို့ရပါမယ်ဒီမှာခွန်တစ်ချိန်ကခွန်ပေါ့เนาะဒီမှာ9တစ်ချိန်က9ပေါ့เนาะဟုတ်ပြီပြီးလို့ရှိရင်ဒီမှာ3ညတစ်ချိန်က3ညပဲပေါ့နော်3ညပဲဆိုမရေးတော့ဘူးเนาะဒီမှာ4တစ်ချိန်က4ပေါ့နော်ဒီမှာ6 3 4ဒီ18ဖြစ်ပါတယ်ဒီမှာ8တစ်ချိန်က8เนาะပြီးလို့ရှိရင်ဒီမှာခွန်3 4 21ပြီးရင်ပုံသေး1နဲ့ပေါင်းပါတယ်ပေါ့နော်ဒီမှာကျွန်တော်တို့ပေါင်းရှင်းက8နဲ့1နဲ့ပေါင်း9 10လို့ရပါတယ်เนาะခွန်နဲ့4နဲ့ပေါင်းတော့7 9နဲ့ပေါင်းရင်10ဖြစ်ပါတယ်8နဲ့2နဲ့ပေါင်းရင်10ဖြစ်ပါတယ်ဒီမှာကြံနေမှာက2နဲ့4နဲ့ပေါင်းတော့6ပေါ့เนาะအဲ့ဒီရလာတဲ့6ကို6ခွန်8 9 10 7 1နဲ့3 4 1နဲ့3 4 5เนาะ7လို့ယူပြီးတော့နောက်က5လုံးထိယူပြီးတော့ပုံဒီ3နဲ့ပေါင်းတော့3ပါเนาะ6ခွန်8 9 10ပုံဒီ3နဲ့ပေါင်းတော့3ပါเนาะ6ခွန်8 9 3ရတဲ့အပြင်မှာ666ပြီးတော့သူထွက်သွားတာဒီ3 9ပေါ့เนาะ3 9ဆိုတဲ့အတွက်ကြောင့်ဒီမှာကျွန်တော်ဒီ3 9ကိုအပူးနဲ့လာသွားတာဖြစ်ပါတယ်ဗောနော်ဟုတ်ပြီဒီ3 9ပြီး9 1 4ထွက်တဲ့ပြင်မှာကျွန်တော်ဒီမှာ9 1 4ဒီမှာ9 1 4ဆိုပြီးတော့22ချိန်23ချိန်မှာ6 1နဲ့ဒီမှာ6တလုံးပဲထိသွားတယ်ဗောနော်ဒီမှာတစ်ချိန်ပြတ်တယ်လို့ဆိုလို့တယ်ဗောနော်3ညခွန်ဆိုတော့ပြန်ပေးလာတယ်3ညခွန်ဆိုပြီးတော့ဒီမှာ3ညခွန်ပေးလာတယ်3ချစ်ခွန်ဒီနှစ်ပတ်သက်တော့ပြန်ပြတ်ပါ3ချစ်ခွန်ဒီမှာခွန်ရှက်အတွဲနော်ဒီဟာကပြီးခွေမပေးရင်လုံးဝနော်မထိမဖြစ်ကီးနေလာတယ်နော်ဒီ38ခွန်ဒီရင်ပတ်လဲဒီမှာခွန်တလုံးနဲ့ပဲထိတယ်ဗောနော်ဟုတ်ပြီဒီလာမဲ့အချိန်
နော်ဒီလာမဲ့16ရက်6လ2016အတွက်အပီးခွေ6လုံးကဘာရနေမလဲဆိုရင်တစ်ချက်လောက်လေ့လာကြည့်အောင်နော်တစ်ခွန်3ခွန်ခွန်3ည95 8484တိ5 413ည938လို့ထွက်ထားတယ်ဗောနော်ပေါ့စင်နော်ဒါမျိုးကျွန်တော်ပြန်စစ်ကြည့်နော်ပြန်စစ်ကြည့်လို့ရအောင်ကျွန်တော်အသေးစိတ်ပြတ်တယ်နော်ပြန်စစ်လိုက်နော်ဒီမှာယူမဲ့နည်းကဒီထိတ်စီးကိုကျွန်တော်တို့3ချိန်ယူပါမယ်ဒီမှာမယူဒီမှာနှလုံးတိုက်ကိုနောက်အလုံးကို2ချိန်ယူပါမယ်ဒီမှာ3လို့ယူပါမယ်ဒီမှာထိတ်တဲ့ချိန်အပိတ်တဲ့ချိန်ယူပါမယ်အလေတိုင်း3ချိန်အပိတ်တဲ့ချိန်ပြီးတော့နောက်ပိတ်ကို3ချိန်ကိုကျွန်တော်ပုံတည်တင်နဲ့ထပ်ပေါင်းပါမယ်ဗောနော်ယူတဲ့နည်းရတော့နော်ဟုတ်ပြီကျွန်တော်တို့ပေါင်းလိုက်မယ်ဒီမှာ3တလီဒီ3ဖြစ်ပါတယ်3နော်1 3ချိန်ဆိုတော့နော်9နလီဒီ30ဆိုတော့3ညပါနော်ချစ်3လီဒီ24လေးလို့ရပါမယ်ဒီမှာ4တစ်ချိန်က4ဒီမှာချစ်တစ်ချိန်ကချစ်ပဲပေါ့နော်ဒီမှာနောက်က4တစ်ချိန်က4ဒီမှာ5တစ်ချိန်က5ပေါ့နော်ဒီမှာ1 3ချိန်ဒီ3ဖြစ်ပါတယ်ဒီမှာ3ညတစ်ချိန်က3ညပဲပေါ့နော်ချစ်3လီဒီ24ပုံဒီ1နဲ့ပေါင်းပါတယ်ပေါ့နော်ဟုတ်ပြီကျွန်တော်တို့ပေါင်းလိုက်မယ်ဆိုရင်ကျွန်တော်တို့ပေါင်းလိုက်မယ်ဆိုရင်ဒီမှာ3ညတွေက3ညပဲเนาะ4နဲ့3နဲ့ပေါင်းတော့ခွန်ကို3နဲ့ပေါင်းတော့30ဖြစ်ပါမယ်ပေါ့เนาะ4တလီ4နဲ့လီ8 4 3လီဒီ7ကို8နဲ့ပေါင်းတော့20လို့ရပါမယ်ဒီမှာကျန်နေမှာက9ရ1ပေါ့เนาะ9နဲ့1နဲ့ပေါင်းတော့6လို့ရပါတယ်ပေါ့เนาะเนาะဟုတ်ပြီကျွန်တော်တို့ပေါင်းရှင်းက6လို့ရပါတယ်ပေါ့เนาะဒီမှာ3 3ည4နဲ့ပေါင်းတော့ခွန်ကို4နဲ့ပေါင်းတော့17ကို8နဲ့ပေါင်းတော့19 9ကို4နဲ့ပေါင်းတော့3ကို5နဲ့ပေါင်းတော့8ကို3နဲ့ပေါင်းတော့1ပေါ့နော်1ကို4နဲ့ပေါင်းတော့5ကို1နဲ့ပေါင်းတော့6ပေါင်းရှင်းက6လို့ရတယ်ပေါ့နော်အဲ့ဒီရလာတဲ့6ကိုကျွန်တော်တို့က6ခွန်8 9 10ဆိုပြီးတော့6ခွန်8 9 10ဆိုပြီးတော့5လုံးထိတိုးယူတယ်တိုးယူပြီးတော့နောက်ပိတ်ကနန်းကိုကျွန်တော်ပုံစီ3နဲ့ပေါင်းတော့3လို့ရပါတယ်ပေါ့နော်ဒီလာမဲ့16ရက်6လ26နော် complete formula စစ်ဒီချစ်ပေါ့နော်အပီးခွေ6လုံးဒီ6ခွန်8 9 3ည3လို့ရနေပါတယ်ဒီ6ခွန်8 9 3ည3ဒီနော်မဖြစ်ကြီးလဲဖြစ်တယ်နော်ဒီအပီးခွေတော့ဆက်မလာနှစ်ပတ်ဆက်တိုက်ပြက်လို့ပေါ့နော်အဲ့ဒီအပီးခွေတော့မလာလို့ရှိရင်လုံးဝမဖြစ်ကြီးနော်ဒီထဲမသိရင်တော့လုံးဝပေါ့မှာမဟုတ်ဘူးနော်အဲ့လိုနဲ့ကစားနော်ညံချင်းစိန်နဲ့ကစားဟုတ်ပြီကျွန်တော်ဒီ6ခွန်8 9 3ည3ကရခဲ့ဘူးလားဆိုရင်ကျွန်တော်အကြည့်အောင်ဒီမှာမရဘူးဒီမှာမရဘူးနော်ဒီမှာတစ်ချိန်ရတယ်နော်6ခွန်8 9 3ည3က3ည9ဆိုတဲ့ထွက်တဲ့ချိန်မှာအပူနဲ့တစ်ချိန်ထွက်ခဲ့ဘူးပါလေပေါ့နော်အပူနဲ့3ည9ဆိုပြီးတော့တစ်ချိန်ထွက်ခဲ့ဘူးတယ်ပေါ့နော်6ခွန်8 9 3ည3ရတဲ့အချိန်တွေမှာ3ည9တစ်ချိန်ထွက်ဘူးတယ်ဟုတ်ပြီနော်3ည9ပြီးရင်ဟောဒီမှာ6ခွန်8 9 3ည3ရတဲ့ပြင်မှာဒီမှာ696ဆိုပြီးတော့အပူနဲ့နောက်တစ်ခါထပ်လာပါတယ်ဟုတ်ပြီနော်696ဆိုပြီးတော့ပူနဲ့လာတယ်6လုံးပိုင်းနဲ့လာကြတယ်နော်ဒီနောက်သူ့ရဲ့ပေါ်တပင်10ချိန်မှာဆိုလဲ6ခွန်8 9 3ည3ဆိုရင်လဲဒီမှာ9ခွန်8ဆိုပြီးတော့နော်9ခွန်8ဆိုပြီးတော့စီနီယာကဏ္ဍနဲ့လဲလာတယ်ပြီးရင်မရတော့ဘူးနော်အဲ့ဒီ3ချိန်ထွက်ခဲ့ဘူးလေနော်6ခွန်8 9 3ည3ရတဲ့ပြင်မှာ9ခွန်8တစ်ချိန်ထွက်တယ်ဒီမှာ6ခွန်8 9 3ည3ထွက်တဲ့ချိန်မှာ696 9လုံးပိုင်းရနော်နည်းနည်းနော်ဒါမျိုးဆိုလို့9လုံးပိုင်းနဲ့လာကြတယ်နော်ပြီးရင်ဒီမှာလဲ6ခွန်8 9 3ည3နဲ့3ည3ည9လုံးပိုင်းနဲ့လာတယ်ဗောနော်ဒီလာမဲ့ချိန်လဲ16ရက်6လ2026ဆက်တစ်ချိန်မြောက်မှာအပီးခွေ6လုံးဒီ6ခွန်8 9 3ည3ဆိုပြီးတော့နောက်တစ်ခါထပ်လာတယ်ဗောနော်6ခွန်8 9 3ည3ရတဲ့အပြင်မှာ9လုံးပိုင်းနဲ့လာတာများတယ်နော်9လုံးပိုင်းနဲ့လာတာတွေများတယ်နော်ဟုတ်ပြီနော်9လုံးပိုင်းနဲ့လာတာတွေများတယ်ဗောနော်
အဲ့ဒါကိုထောက်ခွေကျွန်တော်ပြပေးလိုက်ပြီနော်6ခုရှိကိုတင်ရ3ဒီအပီးခွေ6လုံးဖြစ်ပါတယ်ဗောနော်အပီးခွေ6လုံးတောင်းဆိုတဲ့မိတ်ဆွေတွေအတွက်ကျွန်တော်ပြပေးလိုက်ပါပြီနော်ဟုတ်ကဲ့အားလုံးပဲထောက်ခွေရပါစေနော်ချိန်နေတဲ့ရင်ယူတော့မနော်ချိန်နေတဲ့ရင် live subscribe share လေးတွေလုပ်သွားလို့ရပါတယ်ဗောနော်ဟုတ်ကဲ့အားလုံးပဲထောက်ခွေရပါစေဗျာနော်